မင်းကိုမုန်းတဲ့သူတွေရဲ့အရှိမပျော်ပျော်ရွှင်ရွှင်နေပြလိုက်စမ်းပါမင်းကိုမနာလိုသူတွေရဲ့အရှိမယုံကြည်မှုရှိရှိနဲ့နေပြလိုက်စမ်းပါမင်းကိုစွန့်ခွာသွားသူရဲ့အရှိမအေးစေပါအပြုံးမပြတ်ဘူးလို့သိအောင်နေပြလိုက်စမ်းပါမင်းမြတ်တာကိုစော်ကားသွားသူရဲ့အရှိမအေးချမ်းတည်ငြိမ်စွာနေပြလိုက်စမ်းပါမင်းကိုတိုက်ခိုက်နေသူတွေရဲ့အရှိမပြုံးပြအောင်လှိုက်လိုက်လဲပြုံးပြလိုက်စမ်းပါမင်းကိုထင်သေးပြီးလူရမတွင်းခဲ့တဲ့သူတွေရဲ့ရှေ့မှာလက်မထောင်နိုင်တဲ့ဘဝကိုပိုင်ဆိုင်နေပြီဆိုတာကိုလက်တွေ့ပြလိုက်စမ်းပါမင်းရဲ့မကောင်းတဲ့ကိုပြောနေတဲ့လူတွေနဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်လေမလုံမလဲနဲ့မဝင်မရဲဖြစ်မနေပါနဲ့အေးဆေးပါဆိုတဲ့ပုံစံနဲ့အထက်စီးကနေပြုံးပြလိုက်ပါမင်းရဲ့ဘဝဆုတ်ပြတ်တတ်သွားတာကိုမြင်နေတဲ့သူတွေရဲ့ရှေ့မှာခံကြားထဲဝါသွားနဲ့တီတီငိမ့်ငိမ့်နေပြလိုက်စမ်းပါဒါကမင်းကိုမုန်းတီးနေတဲ့သူတွေမနာလိုဖြစ်နေတဲ့သူတွေကိုလှလှပပနဲ့အစင်တန်းရှိလက်စားချေလိုက်ခြင်းပါပဲ